အခုကြည့်နေ brother ကအိမ်မက်တွေကိုစိတ်တန်းချက်ဖန်တီးခွင့်ရမယ်ဆိုလို့ရှိရင်ရောစိတ်ဝင်စားလားကျွန်တော်ကိုယ်တိုင်အကောင်လုံးတော်တော်များများအိမ်မက်တွေကိုစိတ်တန်းချက်ဖန်တီးကြမှာပဲဗျာကျွန်တော်ဆိုရှင်လှုပ်ရှင်တဲ့ဟာရှိရယ်အိမ်မက်တွေကိုလည်းတကယ်လို့ထိန်းချလို့ရမယ်ဆိုလို့ရှင်လေးပေါ်ပြန်ကျင်တယ် maybe ဒီတရိစံလေးတွေအရာဝတ္ထုအသစ်တွေကိုဖန်တီးကြတယ်ပေါ့အရေးကြီးဆုံးချက်ကကျွန်တော်ချက်တဲ့ comma list ဘာလုံးနေလဲဆိုပြီးတော့ပြီးအချောင်းကြည့်ချင်ကြဗျာโอเคကျွန်တော်ဒီနေ့ပြောပြမှာ Logic Drain ဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်မြန်မာလူဆိုရင်တော့ဒါကဒီအသိစိတ်ကတ်နေတဲ့အိမ်မက်လို့ပြောချင်ပါတယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုအိမ်မက်တွေကထိန်းချုပ်လို့ရနေပြီဒါကျွန်တော်သိရနောက်ကြပါပဲတချို့လူတွေသိရပေါ့အဲ့တော့အိမ်မက်တွေကိုတကယ်ဘယ်လိုထိန်းချုပ်မလဲဆိုတာကျွန်တော်သုံးချက်ပြောပြပြပါမယ်နံပါတ်1 reality check ဒါဘာလို့ဆိုလာလဲဆိုလို့ရှိရင်အခုနိုးနေရဲ့အချိန်မှာကျွန်တော်ရငါအိမ်မက်မက်နေရလားဆိုပြီးတော့မေးဖို့ငါကမေးရမှာဖြစ်ပါတယ်ငါအိမ်မက်မက်နေရလားငါအိမ်မက်မက်နေလားဆိုပြီးတော့ငါကမေးလိုက်ပြီးလို့ရှိရင်အချိန်ကိုတွက်ကြည့်လိုက်ပါဒါနိုးနေတဲ့အချိန်မှာလောက်အောင်ပါနော်ပြီးရင်လက်ချောင်းလေးကိုရေတွက်လိုက်ပါအိမ်မက်ထမ်းမှာဆိုလို့ရှိရင်လက်ချောင်းနေရရေလို့ရှိရင်ပုံစံပြက်နေရတွေဒါမှမဟုတ်အချောင်းရေပိုနေရတွေအချောင်းရေနည်းနေရတွေဖြစ်တတ်တယ်အချိန်ဆိုလို့ရှိရင်လည်းခုနကြည့်ရ3နာရီခုနကြည့်ရ6နာရီအဲ့လိုမျိုးဟိုအမြန်အနှေးတွေမသေးကြဘူးပေါ့ဘာနဲ့ drain channel okay ဒါကဘာကိုပြောလဲဆိုလို့ရှိရင်အိမ်မက်မှတ်တမ်းရေးခြင်းလို့ခေါ်ပါတယ်အဲ့ဒါကကျွန်တော်နိုးချင်းမှာပဲကျွန်တော်မှတ်ခဲ့အိမ်မက်တွေကိုကျွန်တော်ကမှတ်မိသလားအစအဆုံးပြန်ပြီးတော့မှတ်တမ်းဆောင်မှာရေးရမှာဖြစ်ပါတယ်များမှတ်မိလေ Logic Drain မှတ်နိုင်ချေပိုများလေးပဲဖြစ်ပါတယ်လုံးဝချက်ချင်းရေးရမှာနော်နိုးချင်းတန်းရေးရမှာနံပါတ်3 mind technique ဒါကြတော့ဘယ်လိုပြောမလဲဆိုရင်ရည်ရွယ်ချက်ထားပြီးတော့အိတ်ဆက်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကမအိတ်ခင်အချိန်10ချိန်ဒါမှမဟုတ်အချိန်20လောက်ငါအိမ်မက်ကိုသိရမယ်ဆိုပြီးတော့စိတ်ထဲမှာခဏတွေးရမှာပြောရပါဒီလိုဒါကအထီးရောက်ဆုံးနည်းဖြစ်ပြီးတော့အိမ်မက်နိုင်ချေကိုပို့ပြီးတော့ဒီ Logic Drain ဖြစ်နိုင်ချေကိုပို့ပြီးတော့အများဆုံးဖြစ်စေရပေါ့တချို့ကကြတော့ဒီ Logic Drain ကိုကြတော့တချို့ကမွေးရပါတက်ကြွနာရှိပြီးတော့တချို့ကလေ့ကျင့်ယူရပါတယ်ဒါပေမဲ့လေ့ကျင့်ယူရဆိုပြီးတော့အများကြီးဒီစူးစမ်းမှာမဟုတ်ပါဘူးအလုံးစုံ4ရက်အများဆုံး9ရက်ပဲတချို့ကလည်း3ရက်လောက်နဲ့ရလို့ပြောတယ်အဲ့တော့အခုတော့မှအိမ်မက်နေရလားတွေးကြည့်လိုက်ဗျာကျွန်တော်ငယ်ကအကြောင်းစာထဲမှာသင်ခဲ့တဲ့ဒီ Sleep and Drain ထဲမှာဆိုဒီ IEN အခြေအနေမှာပို့ပြီးတော့အိမ်မက်နိုင်ခြင်းအရင်များတယ်ဒီအများဆုံးပဲလို့ပြောလို့ရရပေါ့အများဆုံးဖြစ်တဲ့အချိန်မှာဘာတွေဖြစ်လဲဒီ IEN ဆိုတာ Rapid Eye Movement ကိုခေါ်တာဒီကျွန်တော်ဒီ IEN အခြေအနေမှာဆိုရင်ကျွန်တော်ဒီမျက်ခုံအောက်ကမျက်လုံးကအမြန်ဆန်ရွေ့နေရပေါ့အမြန်ဆန်လဲရွေ့နေရဒီအိမ်မက်တွေကိုအသေးစိတ်ခန်းစားနေရတယ်ပြီးတော့ကြော်သားရဒီIEN antenna လို့ခေါ်တဲ့ဒီယာယီလှုပ်ရှားလို့မရအောင်ကာကွယ်ပေးရပေါ့ဒါကတော့ကျွန်တော်တို့အိမ်မက်ထဲမှာကျွန်တော်တို့ဒီအိမ်မက်ထဲကလုံနေရရှာတွေအပြင်မှာမလုံအောင်ကာကွယ်တဲ့ဟာကိုပြောတာ IEN ဘယ်အချိန်မှာဖြစ်လဲဒီ IEN ကြတော့ကျွန်တော်ကဒီအိပ်ပြီးတော့မိနစ်60အတွင်းမှာအများဆုံးဖြစ်တယ်တညကို4ချိန်ရပြီးတော့6ချိန်လောက်ပြန်ဝင်တတ်တယ်မနက်နိုးလေ IEN အချိန်ကပို့ပြီးတော့ဖြစ်နိုင်ရှေ့လာလေးပဲဖြစ်ပါတယ်ပေါ့ဒီ Logic Drain အိမ်မက်ကိုအသိကတ်ရှင်းဆိုတဲ့ဟာဘယ်အချိန်မှာဖြစ်လဲဆိုတော့ IEN အချိန်မှာပဲပို့ဖြစ်တာများတယ်အဲ့တော့ကျွန်တော်ကအဲ့ဒီအနည်းဆုံး9နာရီ9နာရီအိပ်ဖို့ဆိုရပေါ့အဲ့အချိန်မှာပို့ပြီးတော့ Logic Drain ဖြစ်ဖို့များရပေါ့နားလို့ကျွန်တော်အပေါ်မှာပြောသွားသလိုပဲ Logic Drain ကိုဒီမွေးကလေးကအိမ်မက်ကိုသိရလို့ရှိတာဒါမှမဟုတ်အခုမှအစပြီးတော့ try နေရလားဆိုတော့ကျွန်တော်ဆိုလဲ try နေရပေါ့အဲ့လိုမျိုးအိမ်မက်ထဲမှာဗျအိမ်မက်မက်နေအောင်သိရဒါပေမဲ့မနိုးပါဘူးပေါ့မျိုးလူလည်းရှိလားပေါ့အဲ့လိုရှိလဲ comment ထဲမှာပြောရလို့ရတယ်ကျွန်တော်ကအခုမှနဲ့စပြီးတော့ try နေရဆိုတော့နောက် video မှာအသေးစိတ်ပြန်ပြောပြသွားမှာနော်အဆုံးထိကြည့်ပြီးတော့ကျေးဇူးပါ